ကျမတို့မြန်မာတွေအနေနဲ့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာကိုသွားရင်ဖျားဖူးယုံတက်တက်ပဲသွားဖြစ်ကြတယ်မလားတကယ်တော့ဗုဒ္ဓဂယာနဲ့အနီးအနားမှာတင်မြန်မာတွေတိတ်မတိကြသေးတဲ့တကယ်ကိုအလန်းစားတဘာဝတောရိုင်းတရိษံနေအများကြီးရှိတဲ့ safari ကြီးရှိတာကိုသိကြရလားရှင်လူမြစ်ကတော့ဒီတစ်ခေါက်မှာအာရှတိုက်က content creator တွေကိုဖိတ်ကြားထားတဲ့အိန္ဒိယနိုင်ငံအစိုးရရဲ့ခရီးစဉ်မှာဒီ jungle safari ကြီးကိုရောက်ဖြစ်ခဲ့ပါတယ်ဒီနေရာကတော့ရာဇဂိုပြည်မှာရှိတဲ့ zoo and nature safari ပါဗုဒ္ဓဂယာကနေ2နာရီခွဲလောက်ကားနဲ့သွားလို့ရှိရင်ရောက်ပါတယ်နာလန်ဒါတက္ကသိုလ်ဟောင်းနေရာနဲ့လည်းတိတ်ပြီးတော့မဝေးပါဘူး။တောရိုင်းတရိษံတွေကိုချစ်တဲ့သူတွေစွန့်စားရတာကြိုက်တဲ့သူတွေအတွက်တော့နေရာကောင်းတစ်ခုပါ။ဒီ safari ကြီးကဧကပေါင်း1200ကျော်လောက်ကျယ်ဝန်းတဲ့အတွက်မြတ်တို့ကတော့ကားနဲ့ရှောက်ပြီးတော့ကြည့်ခဲ့ပါတယ်။ safari ဆိုတဲ့အတိုင်းတရိษံတွေကိုလောက်အိမ်ထဲမှာပိတ်လောင်လာတာမျိုးမဟုတ်ဘဲနဲ့သဘာဝအတိုင်းရှိနေတဲ့ပတ်ဝန်းကျင်မှာလွတ်လွတ်လပ်လပ်ပေးနေတာကိုတွေ့ခဲ့ရပါတယ်။ချင်းသစ်ကြီးတွေဝဝင်ကြီးတွေကျစ်သစ်ကြီးတွေကြားရီကိုအနီးကပ်မြင်ရတာအရန်ကိုရင်ခုန်ပြီးတော့စိတ်လှုပ်ရှားမှုကောင်းပါတယ်။ဒီ safari မှာနောက်ထပ်ထူးခြားတဲ့နေရာတစ်ခုကတော့ Glass Walk မှန်တံတားပါ။အိန္ဒိယနိုင်ငံရဲ့ပထမဆုံး Glass Skywalk မှန်တံတားလည်းဖြစ်ပါတယ်။တောင်ကြားချိုင်ဝန်းရဲ့အထက်အမြင့်ပေ250မှာဒီမှန်တံတားကြီးကိုတမဏိဆိုင်ကျူရင်းနဲ့တွဲပြီးတော့ဆောက်ထားတာဖြစ်ပါတယ်။ခြေလန်းလှမ်းလိုက်တိုင်းအောက်ကချိုင်ဝန်းကိုမြင်ရတာစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့မျိုးဘေးပတ်ဝန်းကျင်ကတောတောင်တွေရဲ့အလှအလဲအမှန်ခမ်းပါပဲ။ဗုဒ္ဓဂယာကိုဖျားဖူးလာမဲ့သူတွေအနေနဲ့ဖျားဖူးရုံနဲ့မကပဲအနီးအနားကရာဇဂိုပြည်က nature safari ကိုပါတရက်လောက်ခီးစဉ်ဆွဲပြီးတော့လာရောက်ဖို့အကြံပြုလိုပါတယ်။ဗုဒ္ဓဂယာခရီးစဉ်ကိုပို့ပြီးတော့ထူးခြားဆန်းသစ်သွားစေမှာပါအိန္ဒိယနိုင်ငံရဲ့နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့နေရာလေးတွေအကြောင်းကိုလည်းထပ်မံပြီးတော့သင်သွားပေးပါအောင်မယ်ရှင်အခုတော့ဒါတော့ပါပဲဘိုင်ဘိုင်